အားလုံးပဲမင်္ဂလာပါ ID Bus မှာကြိုဆိုပါရစေအခုဗီဒီယိုလေးကတော့ LED မီလုံးလေးကို Arduino Uno သုံးပြီးတော့တစ်စက္ကန့်တစ်ခါမီးကိုဖွင့်လိုက်ပိတ်လိုက်စမ်းပြပေးတဲ့ Digital Output မျိုးစား project လေးပဲဖြစ်ပါတယ်ဒီ project လေးကဒီ Arduino ကိုစလေ့လာတဲ့အချိန်မှာအလွယ်ကူဆုံး project အမျိုးအစားလေးလည်းဖြစ်တယ်ပေါ့နော်Okay ဒါကတော့ဒီ LED မီလုံး blend လုပ်မဲ့ project ရဲ့လိုအပ်တဲ့ပစ္စည်းပေါ့နော် require component တွေဖြစ်ပါတယ်။ Uno ရဲ့ chamber wire ရဲ့ resistor တစ်ခုရဲ့ LED ရဲ့ breadboard ရဲ့ပေါ့နော်။ဒါလေးတွေလိုအပ်ပါမယ်။နောက်ဒါကကြတော့ LED မီလုံးရဲ့ပင်အောင်ပေါ့နော်။ ဘယ်ဘက်အချမ်းကကြတော့ LED မီလုံးမှာဆိုရင်ဒီဘယ်ဘက်အချမ်းကတူတဲ့ဟာလေးပေါ့နော်။ဒီဘက်မှာပြတာတူတာလေးကကတ်တုပ်ဖြစ်ပါတယ်။ကတ်တုပ်အနှုတ်ပေါ့နော်။အရှည်တဲ့ဘက်ကတော့အပေါင်းအနှုတ်ပဲဖြစ်ပါတယ်ဒီကတော့ voltage တွေဖြစ်တယ်ပေါ့နော် LED မီလုံးကဒီအယောင်ပေါ်မူတည်ပြီး voltage လေးနည်းနည်းကွာတာရှိရပါတော့ဒါကတော့ ampere ပေါ့နော် ampere က10 milliampere 20 milliampere ကြာရှိရပေါ့နော် okay ညာဘက်အချမ်းမှာကျတော့ဒါ resistor value တွက်တာပေါ့ဒီ project မှာသုံးပါပါဒီ LED မီလုံးကိုဂျားဒီမှာကျွန်တော် resistor ခန်းပေးရတယ်ပေါ့နော်ဘာလို့ခန်းပေးရလဲဆိုတော့ LED မီလုံးလေးကိုပျက်စီးတော့မှာဆိုလို့ပေါ့နော် voltage တွေအများကြီးပေးလိုက်တာတော့ ampere တွေအများကြီးထွက်လာဆိုရင်မီလုံးကမခံနိုင်တဲ့အချိန်မှာမီလုံးလေးကျုံတော့မှာဆိုလို့ကျွန်တော်ကဂျားလေးကနေပြီး resistor တစ်လုံးခံပေးလိုက်တာပေါ့နော် okay Arduino ရဲ့ဒီ output voltage ကပေါ့နော်5 volt ဖြစ်တယ်ပေါ့နော်သူ့ရဲ့ဒီ ampere အားဖြင့်က20 milliampere နေပြီးတော့40 milliampere ကြာအောင်ရှိရပါတော့ဒီ peak က maximum ကတော့40 milliampere ပေါ့ဒါပေမဲ့ပုံမှန်ထုတ်ပေး continuous ထုတ်ပေးနိုင်တာ20 milliampere ဝန်းကျင်မှာပဲထုတ်ပေးတာပေါ့နော် LED မီလုံးကကျတော့ကျွန်တော်ကမီလုံးအနီကိုသုံးတာဆိုတော့ 2.2 volt နော် 2.2 ဆိုကျွန်တော်2 volt ပဲယူလိုက်တယ်သူ ampere ကိုတော့20 milliampere နဲ့ထားလိုက်တယ်ပေါ့ okay resistor value တွက်မယ်ဆိုလို့ရှိရင် VCC ရဲ့ VF ရဲ့ဒီ LED မီလုံးရဲ့ current ပေါ့နော်အဲ့ဒါကိုထားပြီးတွက်ရမယ် VCC နေရာမှာကျွန်တော်တို့ကဒီ Arduino ရဲ့5 volt ကိုထားရမယ်ဒီ VF ပေါ့ forward voltage နေရာမှာ LED မီလုံးရဲ့ voltage ကိုထားပြီးတော့I ပေါ့ဒီ I ကကျတော့ current ပေါ့နော်အဲ့ဒီကောင်ကကျွန်တော် LED မီလုံးတော့တွက်မှာဆို LED မီလုံးရဲ့ current ကိုထည့်ပြလိုက်တယ်ပေါ့နော် okay တွက်လိုက်တော့150 milli 150 ohm ထွက်တယ်ပေါ့နော်150 ohm ထွက်တယ်ဒါပေမဲ့ကျွန်တော်တို့Arduino starter kit မှာကဒီ220 ohm ရယ်330 ohm ရယ် 1k ရယ်ပဲပါလာအဲ့တော့220 ohm ကျွန်တော်တို့ဒီ project မှာတော့220 ohm ပဲသုံးမယ်ပေါ့နော်ဒါ150 ohm ဆိုရင်သုံးလို့ရတယ်220 ohm သုံးလို့လည်းအဆင်ပြေတယ်ပေါ့Okay ဒါကတော့ wiring ချိတ်ဆက်တဲ့ပုံဖြစ်ပါတယ်ပေါ့နော် wiring diagram ဖြစ်ပါတယ်ဒီမှာ voltage လေးထွက်သွားတဲ့အချိန်မှာမီလုံးလေးလင်းပါတော့နော်ဒါ voltage မရှိတော့ဘူးဆိုရင်မီလုံးပိတ်သွားတယ်ပေါ့ဒါကတော့ Arduino ကနေပြီးတော့ LED မီလုံးကို wire ချိတ်ဆက်တဲ့ပင်နံပါတ်တွေဖြစ်ပါတယ် Arduino ရဲ့ ground ပင်ကကြတော့ LED မီလုံးရဲ့ကတ်တုပ်ဘက်ခြမ်းကိုချိတ်တယ်ပင်နံပါတ်73ပေါ့ Arduino ရဲ့ digital ပင်နံပါတ်73ကကြတော့ anode ပေါ့နော် LED မီလုံးရဲ့ anode အပေါင်းဘက်အချမ်းကိုချိတ်လိုက်တယ်ပေါ့နော်Okay ဒါကကျွန်တော်တို့ဒီ project ကိုလုံးမဲ့လေ project program ဖြစ်တယ်ပေါ့နော် program ကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ် Okay ပထမဆုံးအနေနဲ့ Arduino ရဲ့ pin number 73ပေါ့နော် pin number 73ကို LED pin လို့ကျွန်တော်ကသတ်မှတ်လိုက်တယ်ပေါ့နော်ဒီ LED pin 73ဆိုတာပေါ့နော်အဲ့လိုသတ်မှတ်လိုက်တယ်နောက်တစ်ဆင့်အနေနဲ့ကကြတော့ဒီ setup ပေါ့နော်ဒီ voice setup function ကပထမဆုံးဒီ Arduino ကို power ပေးလိုက်တဲ့အချိန်မှာပထမဆုံး run မဲ့เนาะအလုပ်လုပ်မဲ့ function လေးပေါ့เนาะအဲ့ဒီ function လေးထဲမှာကျွန်တော်က pin mode ပေါ့ LED pin output ဆိုပြီးတော့ချိန်ရခဲ့တယ် LED pin ပေါ့ pin number 73ကို digital output အနေနဲ့ထားမယ်ပေါ့เนาะ LED မီလုံးကမီးလင်းဖို့ဆိုလို့ရှိရင်ကျွန်တော် Arduino ကနေပြီးတော့ voltage output ထုတ်ပေးလိုက်မှဒီ LED မီတော့မီးလင်းပါလေเนาะမီးလင်းပါเนาะအားကြောင့်မို့လို့ကျွန်တော်တို့ကဒီ pin mode ကိုဒီ LED pin ကို output ထားခြင်းဖြစ်ပါတယ် Okay နောက် function တစ်ခုက loop ပေါ့နော် loop function ပေါ့သူကဒီ setup function run ပြီးတော့တဲ့အချိန်မှာ setup function ကတစ်ချိန်ပဲ run တာပေါ့နော်အဲ့ဒါပြီးရင်ဒီ loop function ရောက်လာမှာပေါ့ loop function ကကြတော့ထပ်ခါပြန်ပြီး run နေမဲ့ function ပေါ့နော်ဒီ Arduino ကို power ပေးထားတဲ့၍ဒီ Arduino မပိတ်မချင်းဒီ loop function ထဲမှာပဲသူကလည်ပြီးတော့ run နေတော့မှာဖြစ်ပါတယ် Okay
ဒီမှာဆိုရင် digital right LED pin ပေါ့ LED pin နံပါတ်73ကို voltage level height ထုတ်ပေးလိုက်တယ်ပေါ့နော် height ထုတ်ပေးလိုက်တဲ့အချိန်မှာမီးလုံးလေးကဒီမီးလင်းလာမယ်ပေါ့နော်မီးလုံးလေးမီးလင်းလာမယ်အဲ့ဒါပြီးရင်နောက်တစ်ချောင်းအနေနဲ့ကကြာ delay 100 milli second ပေါ့နော်ဒီ1000 milli second ပေါ့ဒီ delay ဆိုတာကဒီ program ကိုဒီအောက်ကိုဆက်ဆင်းသွားမှာကိုမဆင်းမဲနဲ့ဒီနေရာမှာနေမှာခဏ delay လောက်ထားပါတော့ program ကို delay လောက်လိုက်တယ်ပေါ့နော်ခဏအချိန်ဆွဲထားလိုက်တဲ့သဘောပဲ okay 1000ဆိုတာကကျတော့ milli second နဲ့ပြောတာ1000 milli second က1 second နဲ့ညီမျှတယ်အဲကြောင့်မလို့ဒီ line လေးပြောချင်တဲ့အဓိပ္ပာယ်ကတော့မီးလုံးလေးကို voltage level output height ထုတ်ပေးပြီးတော့ဒီအဲ့ထုတ်ပေးထားတဲ့ဟာကိုအချိန်1 second ဆွဲထားမယ်ပေါ့နော်အဲ့တော့မီးလုံးလေးကအချိန်1 second လင်းနေမယ်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်ပါ okay အချိန်1 second ဆွဲပြီးတော့နောက်ကြောင်းကျွန်တော်ဆင်းလာပြီပေါ့နော် digital right LED pin နံပါတ်73ကို low ပြန်ထားတယ်ပေါ့နော် voltage level ကို low ကိုပြန်ထားလိုက်တဲ့အတွက်မီးလုံးကမှိတ်သွားမယ်ပေါ့နော်ဘာလို့ဆိုတော့ Arduino ကနေပြီးတော့ဒီ voltage level မထွက် voltage မထွက်တော့ဘူးမထွက်တော့တဲ့အတွက်မီးလုံးလေးကပြန်မှိတ်သွားမယ်အဲ့လိုပြန်မှိတ်သွားတာကကျွန်တော်တို့ဒါ1000 milli second မှိတ်ထားတယ်ပေါ့နော်1000 milli second နှိပ်ထားအဲ့ဒါပြီးရင်ဘယ်ကိုပြန်သွားမလဲဆိုရင်ဒီ loop function ရဲ့ပထမဆုံးအကြောင်းဖြစ်တဲ့ဒီ voltage level high လုပ်တဲ့စီကိုပြန်သွားမယ်1000 milli second အချိန်ဆွဲမယ်မီးလုံးပြန်မှိတ်မယ်မှိတ်တာကို1000 milli second အချိန်ဆွဲထားမယ်1 second အချိန်ဆွဲထားမယ်ပေါ့ okay ဒီလိုလေးဖြစ်နေတဲ့အတွက်မီးလုံးလေးကမှိတ်လိုက်1 second လင်းလိုက်1 second မှိတ်လိုက်1 second လင်းလိုက်1 second မှိတ်လိုက်ဖြစ်နေမှာဖြစ်ပါတယ် okay အဲ့ဒါလေးကိုကျွန်တော်တို့အလုံးလုံးမလုံးသွားပြီးတော့စမ်းကြည့်မယ်ပေါ့နော်အရင်ဆုံး program ကိုကျွန်တော် combine လုပ်လိုက်မယ်okay notebook selected တဲ့ book ကိုရွေးပေးရမယ်ပေါ့နော်ပုံရွေးပေးမယ် tools တွေက book ပေါ့ဘုံမှာကျွန်တော်က Arduino Uno ကိုရွေးပေးရမှာဖြစ်ပါတယ် Uno ကိုဆမ်းမှာဖြစ်တဲ့အတွက် Uno ရွေးမယ်အရင်ဆုံး combine လုပ်ကြည့်မယ် okay done combine လို့ဆိုတော့ဒါ program ကတော့program ထဲမှာ error တွေတော့မရှိတော့ဘူးเนาะအဲဒါကြောင့်ကျွန်တော်program upload လုပ်ဖို့တော့ book ကိုရွေးမယ်ပေါ့အမပေါ့ကမပေါ်သေးဘူးbook ကိုထိုးလိုက်မယ်ပေါ့ okay အဲဆိုရင်ကျွန်တော် book ကိုရွှေ့လိုက်ပါတော့ con3 ပေါ့ con3 မှာမပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဒါ C340 driver install မလုပ်ရသေးလို့မပေါ်တာပေါ့နော်အဲ့လိုမျိုးပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်install လုပ်နည်း video ကိုလည်း description မှာ link ချပေးထားမယ်နော် okay con3 ကိုရွှေ့လိုက်ပြီအဲ့ဆိုရင်ကျွန်တော်စပြီးတော့ code ကို upload လုပ်တော့မယ်ဒါဆိုရင်တော့မီးလုံးလေးကအဖွင့်ပိတ်ဖြစ်နေတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒါ1 second လင်းလိုက်1 second မှိတ်လိုက်ဒါဖြစ်နေပြီပေါ့နော်โอเคအဲ့ဒါလေးကိုနည်းနည်းလေးမြန်ကြည့်ပါတော့မီးလုံးလေးကို1 second မှမဟုတ်နဲ့ second ဝက်ပေါ့နော်1 second ရင်တစ်ဝက်လောက်ပဲထားပြီးတော့ကျွန်တော်တို့လုပ်ကြည့်မယ်ပေါ့ဒါဆိုရင်900 milli second ပေါ့နော်900 milli second ထားလိုက်မယ်စေမယ်ပေါ့နော်စေလိုက်မယ်စေပြီးပြန်ပြီး upload လုပ်ကြည့်မယ်ပေါ့okay ဒါကကျတော့900 milli second ဖြစ်သွားမှာဆိုမီးလုံးလေးပို့ပြီးတော့မြန်လာပါတော့စောစောအထက်ပို့ပြီးတော့မြန်လာတယ် blink လောက်တာလေးကပို့ပြီးတော့မြန်လာမယ်ပေါ့နော် okay အဲ့ထက်ပို့ပြီးတော့ကျွန်တော်မြန်ချင်တယ်ပေါ့900 milli second မီးလုံးလေးကအခုနည်းနည်းလေးနှိမ့်နေသေးတယ်အဲ့ထက်ပို့မြန်မယ်900ထက်ကျွန်တော်100ကိုပေးလိုက်မယ်100 milli second ဆိုမီးလုံးလေးကအရင်မြန်သွားတာကိုတွေ့ရလိမ့်မယ်ပေါ့နော် okay ဒါ upload လုပ်လိုက်မယ် okay done upload တယ်ဒါဆိုရင်တော့မီးလုံးလေးကအရင်မြန်တာပေါ့နော်သူမိတ်လဲဖွင့်လိုက်ဖြစ်နေတာအရင်မြန်တော့တွေ့ရလိမ့်မယ်ပေါ့ okay ကျွန်တော်ပုံမှန်တိုင်း1 second တစ်ခါကိုပဲပြန်ထားလိုက်မယ်ပေါ့1000 milli second ပြန်ပြင်မယ်စေမယ်ပြန်ပြီး upload လုပ်မယ် okay ဒါဆိုရင်တော့ဒါ1000 milli second ဆိုတော့1 second ကိုပြန်ပြီးဒါ1 second တစ်ခါမီးလင်းလိုက်မှိတ်လိုက်ဖြစ်နေတော့တွေ့ရမှာဒါ Arduino program နဲ့ဒါမီးလုံးလေးကို digital output ပေးပြီးတော့ဒါမီးလုံးလေးကိုမှိတ်လိုက်ဖွင့်လိုက်လုပ်တဲ့ control လုပ်တဲ့ program လေးဖြစ်ပါတယ်အခုဆိုရင်တော့ Arduino သုံးပြီးတော့ LED မီးလုံးလေးကို digital output နဲ့ control လုပ်တာနားလည်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့နားမလည်တာရှိရဆိုလို့ရှိရင်လည်း comment box မှာဝင်ရောက်မေးမြန်းလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ